တငယ်ချင်းဆိုပြီးယုံကြည်ပြီးတော့ညအိတ်ညနေတဲ့ကိုခွင်ပေးခဲ့တာဒါပေမဲ့အဲ့ဒီယုံကြည်မှုကိုဓာတ်ချက်ပေါင်း30ကျော်နဲ့တုံ့ပြန်ခဲ့တဲ့တုံလုံးစရာဖြစ်ရတဲ့ခုစကိုင်းတိုင်းအရာတော်မြို့နယ်မှာဖြစ်ပွားခဲ့ပါတယ်တလော်ကိန်းဆွဲနေတဲ့လူရင်းတငယ်ချင်းကအိမ်ရှင်လင်မယားနဲ့2နှစ်အရွယ်ကလေးငယ်ကိုပါမညာမတာခုတ်တက်ပြီးစိုင်ကောင်တာတဲ့ကပတ်စံတွေယူကထွက်ပြေးသွားတဲ့အထိရက်ဆက်ခဲ့တာပါဇနီးဖြစ်သူကတော့နေရာမှာတင်ပွဲချင်းပြီးဆုံးသွားခဲ့ရတယ်လို့ဖခင်နဲ့2နှစ်အရွယ်ကလေးငယ်ကတော့အခုထိသတိမရသေးပဲအသက်လူနေရဆဲဖြစ်ပါတယ်မင်္ဂလာပါခင်ဗျာရွှေပြည်နုကနေပြန်လဲကြိုဆိုလိုက်ပါတယ်တောင်ကစားဒါမှမဟုတ်ဂိမ်းဆွဲလမ်းမှုဟာလူတယောက်ကိုဘလောက်အထိတရိတ်ဆန်ထက်မိုင်မဲတွားစေနိုင်တယ်လဲဆိုတာအခုဖြစ်ရကတက်တေးပြနေပါတယ်သခိုင်းတိုင်းအရာတော်မြို့နယ်အောင်တာကုန်းကျေးရွာမှာမေလ23ရက်နေ့မနက်တနာရီဝန်းကျင်ကအိမ်ရှင်မိသားစု3ဦးကိုတငယ်ချင်းဖြစ်သူကဓာတ်နဲ့ရက်ဆက်ဆက်ခုတ်တက်ခဲ့တဲ့တဲ့ဟာဒေတာခံတွေကြမှာအတော်လေးကိုတုံလောက်ခြောက်ကြားစေခဲ့ပါတယ်ဖြစ်စဉ်မှာအောင်တာကုန်းကျေးရွာမှာကုံစုံဆိုင်ဖွင့်ထားတဲ့လင်မယား2ဦးစီကိုသူတို့နဲ့အတော်လေးရင်းနှီးတဲ့လူရင်းတငယ်ချင်းတအူဟာညအိတ်လာရောက်တဲခိုခဲ့ပါတယ်အရင်ကလည်းအခုလိုမျိုးခဏခဏလာတဲဘူးတာကြောင့်အိမ်ရှင်တွေဘက်ကဘာမှတန်တရားမရှိပဲလက်ခံခဲ့ကြတာပါဒါပေမဲ့မနက်တနာရီဝန်းကျင်လူချေတိတ်ချိန်မှာတော့အဲ့ဒီတငယ်ချင်းဆိုသူဟာအိမ်ရှင်မိသားစု3ဦးစလုံးကိုဓာတ်နဲ့အချက်ပေါင်းများစွာလိုက်လံခုတ်တက်ခဲ့ပါတော့တယ်ဒီတိုက်ခတ်မှုကြောင့်အိမ်ရှင်ရဲ့ဇနီးဖြစ်သူဟာခန္ဓာကိုယ်အနှံ့မှာဓာတ်ဒဏ်ရာအချက်30ကျော်အထိရရှိခဲ့ပြီးနေရာမှာတင်ပွဲချင်းပြီးတေဆုံးသွားခဲ့ပါတယ်ဒါရင်မကသေးပါဘူးအိပ်ပျော်နေတဲ့ဖခင်ဖြစ်သူနဲ့အသက်2နှစ်အရွယ်သာရှိသေးတယ်ကလေးငယ်ကိုပါအဲ့ဒီလူတက်သမားကဓာတ်နဲ့မညာမတာခုတ်နှက်ခဲ့တာပါလက်ရှိမှာတော့ဖခင်နဲ့ကလေးငယ်ဟာဒဏ်ရာပြင်းထန်တာကြောင့်ဆေးရုံအရေးပေါ်ဌာနမှာသတိမေ့မျောနေဆဲဖြစ်ပြီးအသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေမှာရှိနေပါတယ်။ဘာကြောင့်အခုလိုရက်ဆက်ခဲ့တာလဲဆိုတာကိုဒေတာခံတွေပြောပြရမှာတော့တရခန်ဟာစလော်ကင်းလို့ခေါ်တဲ့နောင်ကစားကင်းကိုအပြင်းထန်ဆွဲလန်းနေသူဖြစ်ပြီးငွေကြေးအခက်ခဲကြောင့်အခုလိုလူတက်လူရက်မှုကိုကျူးလွန်ခဲ့တာလို့ယူဆရပါတယ်။သူဟာလူတက်ပြီးနောက်စိုင်ကောင်တာအတွင်းကငွေကျပ်6သိန်းကျော်ကိုယူဆောင်ကသူစီးလာတဲ့စကိုဘီဆိုင်ကယ်ကိုတောင်ပစ်ထားခဲ့ပြီးထွက်ပြေးသွားခဲ့တာပါလူတက်မှုကျူးလွန်သူတရက်ခန့်ဟာမုံရွာမြို့နယ်မင်းရွာဇာတိဖြစ်ပြီးကြောက်ကမြောက်ရွာမှာအိမ်အောင်ကြကနေထိုင်သူဖြစ်တယ်လို့သိရပါတယ်လက်ရှိအချိန်ထိတော့အဲ့ဒီတရက်ခန့်ဟာထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပြီးသူ့ကိုအမြန်ဆုံးဖမ်းဆီးရမိဖို့အတွက်ဒေတာခံတွေနဲ့ရဲတပ်ဖွဲ့ကလိုက်လံစုံစမ်းနေပါတယ်အခုလိုမျိုးထူးခြားတဲ့သတင်းထူးသတင်းဥတွေကိုနေ့စဉ်စောင့်မျှော်ကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ရွှေပြည်နုဆွေ channel လေးကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်ကြီးအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်အားလုံးပဲဘေးကင်းကြပါစေ